help နဲ့ help out ကဘာကွာလဲဆိုတာကိုရှင်းပြပေးတော့ပါမယ်ဆိုတော့ help နဲ့ help out ဆိုတော့ help ကကြတော့ကျွန်တော်ကူညီတယ်ဆိုတဲ့အဓိပ္ပာယ် help out ကလည်းကူညီရဲဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့နှစ်ခုကဘာကွာလဲဆိုရင် help ကကြတော့ကျွန်တော် help someone တစုံတစ်ယောက်ကိုကူညီတယ်ဆိုတော့ကျွန်တော်ဓာတ်ရိုက် noun ကို object ကိုပြန်ပြီးတော့အနောက်ကလိုက်ချင်တဲ့အခါမှာ help someone ဆိုပြီးတော့သုံးလို့ရတယ် so help out ကကြတော့ကျွန်တော်ဘာနဲ့တွဲသုံးလဲဆိုလို့ရှိရင် pronoun နဲ့တွဲလို့ရတယ် so object noun နဲ့မဟုတ်ဘဲနဲ့ object pronoun နဲ့တွဲပြီးတော့သုံးတာဖြစ်ပါတယ် so အဓိပ္ပာယ်ကတော့ကူညီတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဥပမာဆိုလို့ရှိရင် can anyone help me out can anyone help me out ဆိုရင်ငါ့ကိုကူညီပါလားဆိုတော့အဲ့လိုမျိုးမေးတဲ့အခါကျတော့ကျွန်တော်ကဂျားထဲမှာ help နဲ့ out ရဲ့ဂျားထဲမှာ me ဆိုတဲ့ object pronoun ကိုသုံးရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး help နဲ့ help out ကအသုံးနှုန်းလေးပဲကွာတယ်အဓိပ္ပာယ်ကတော့အတူတူပဲဖြစ်ပါတယ်ဥပမာစာကြောင်းလေးနောက်တစ်ခုကြည့်အောင် she plays music to cheer her husband up ဆိုတော့ဒီမှာဆိုရင်ရှယ်သုံးသွားတာ cheer up ဆိုရဲ verb phrasal verb ကိုသုံးသွားတာဖြစ်တယ် so cheer ကသူ့အနေနဲ့သူဆိုလို့ရှိရင်အားပေးချီးမြှောက်တယ်ဆိုတဲ့အဓိပ္ပာယ် so cheer up လို့ပြောရင်တစုံတစ်ယောက်ကိုအားပေးချီးမြှောက်တယ် so အဲ့ဒီဟာကိုမှကျွန်တော်က object pronoun နဲ့တွဲပြီးတော့သုံးတာဖြစ်တယ် so ဒီမှာဆိုရင်ကျွန်တော်က object pronoun စာ noun ကိုလည်းထည့်လို့ရတယ် her husband so အဲ့ဒီနေရာမှာကျွန်တော် her husband မထည့်ချင်ဘူးဆိုရင် him ထည့်လို့ရတယ် she plays music to cheer him upဆိုပြီးတော့သုံးလို့ရပါတယ်ဆိုဒါကတော့ကျွန်တော် phrasal verb လေးတွေနဲ့ object pronoun လေးတွေနဲ့တွဲသုံးတဲ့ပုံစံလေးဖြစ်ပါတယ်ဆိုတော့ဒီချက်သင်ပေးသွားတဲ့ phrasal verb လေးတွေကို comment ထဲမှာဥပမာစာကြောင်းလေးတွေရေးကြည့်ပါဒီချက်ကပြန်ပြီးတော့လိုက်စစ်ပေးပါမယ်